ဖြီးရဆိုလို့ရှိရင်12ခိုင်းပါတယ်12ခိုင်းဟိုမှာအသေးဆိုင်ပေါ့နော်20လက်မှဒီရွက်ဖြင်ကြီးပဲ20လက်မှရှိပါတယ်เนาะဒီမှာခိုင်းရကြတော့ဒီလိုခိုင်းမျိုးပါเนาะဒီလိုခိုင်းမျိုးပါရွှေအောင်ခိုင်းမျိုးဖြစ်ပါတယ်လို့ရှိရင်ဒီလိုမျိုးပေါ့နော်12ခိုင်းပါတယ်တို့ရဲ့ချုပ်ရိုးချုပ်သားကြတော့ဒီမှာเนาะဒီမှာချုပ်ထားတာမဟုတ်ဘဲနဲ့ဘလိုလေးလောက်ပေးထားဆိုတော့ဒီမှာเนาะခွင်းလို့ပုံစံမျိုးလေးလောက်ပေးထားတာเนาะဒီနာမှာပါเนาะဒီနာမှာပါเนาะဒီမှာပါเนาะဒီအားလိုမျိုးချုပ်ထားတာမဟုတ်ပါဘူးเนาะချုပ်ထားတာမဟုတ်ဘူးဒီနာမှာခွင်းပုံစံမျိုးလေးတွေနဲ့လောက်ထားတာပါ12ကိုင်းပါပါ2 4 6 8 10 12ကိုင်း12ကိုင်းပါပါတယ်เนาะဒီမှာပါเนาะဒီလိုမျိုးပါဒီလိုပုံစံမျိုးပါเนาะအသားနာဒီလိုပုံစံမျိုးပါရှင့်ဒီလိုပုံစံမျိုးလေးပါဒါဆိုလို့ရှိရင်ဒါက20လက်မှအသေးဆိုင်ပါเนาะအသေးဆိုင်ကို14000ကျပ်ပါဒါလေးက14000ကျပ်ဆိုင်ပါเนาะ14000ကျပ်ဆိုင်ထိတ်ကတန်ကျွန်းပါเนาะတန်နဲ့လောက်ထားတဲ့ဟာပါเนาะဒီမှာအချွန်ပါတန်ကျွန်းပါเนาะဒါက20လက်မှရှိပါတယ်12ကိုင်းဖြစ်ပါတယ်14000ကျပ်ပါနောက်ထပ်တစ်မျိုးကကြတော့ကော်ကျွန်းပေါ့နော်ဒီထိတ်ကကော12ကိုင်းချိုတာဒီတိုင်းပါပဲသူကတော့25လက်မှ16000ပါနော်16000ကျပ်ပါရှင့်ကျေးဇူးပါ